من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم لعلكم تتقون صدق الله العظيم ကျင်းညိုလေးစားအတဲ့တာနာတောကရှင်သူတော်စင်အပေါင်းတို့ခင်များအလ္လာဟ်ရှိမတ်တခင်ရဲ့အင်တန်ကြီးမားတဲ့ကျေးဇူးတော်ဖြစ်တဲ့ကျွန်တော်တို့ကိုအလ္လာဟ်ရှိမတ်တခင်ဟာလမ်းမြတ်ရမ်ဇန်ကိုနှီးနိုင်ခွင့်လမ်းမြတ်ရမ်ဇန်ကိုကျုံဆုံနိုင်ခွင့်လမ်းမြတ်ရမ်ဇန်ကိုကျွန်တော်တို့ကိုရရှိနိုင်ခွင့်အလ္လာဟ်ချင်းမြတ်ခဲ့ကျွန်တော်တို့လွန်ခဲ့တဲ့2လအရင်တည်းကအလ္လာဟ်ရှိမတ်ထံတော်ပါမှာသူကတောင်းခဲ့တယ်اللهم بارك لنا في رجب وشعبان وبلغنا رمضان يا الله رجب لنا شعبان لما الله شين بركت တွေပေးပါလမ်းမြတ်ရမ်ဇန်ကိုမှီနိုင်တဲ့တောဖီကအလ္လာဟ်ရှိမတ်တခင်ပေးပါကျွန်တော်ရဲ့ဒွါတွေကဘုလ်ဖြစ်ခဲ့လို့အခုကျွန်တော်တို့လမ်းမြတ်ရမ်ဇန်ရဲ့ပထမဦးဆုံးဒုသာကိုထားပြီးတော့လမ်းမြတ်ရမ်ဇန်ကိုကျွန်တော်တို့တော့မှီနိုင်ရခြင်းဖြစ်ပါတယ်လိစာအတ္တမိတ်ဆွေနေတော်များခင်များဒါကြောင့်ရမ်ဇန်ကိုမှီခွင့်ရတာရမ်ဇန်ကိုရရှိတာအဲ့ဒီအပေါ်မှာအလ္လာဟ်ရှိမတ်တခင်ကိုကျွန်တော်တို့ဘလောက်ကျေးဇူးတင်မလဲအဲ့ဒီလောက်နေသေးတယ်နော်အလ္လာဟ်ကိုကျွန်တော်တို့ကျေးဇူးတင်လို့ဆုံးနိုင်မှာမဟုတ်ကျွန်တော်တို့အခုနေပဲကြည့်နော်လွန်ခဲ့တဲ့နှစ်ကကျွန်တော်တို့အိမ်မှာကျွန်တော်တို့မိသားစုထဲမှာကျွန်တော်တို့နဲ့အတူတူလိုသာထားခဲ့တဲ့သူတွေအခုမရှိတော့တာအများကြီးပဲကျွန်တော်တို့နဲ့အတူတူဝါဖြေခဲ့တဲ့မိသားစုဝင်တွေအများကြီးအိမ်တွေမှာမရှိကြတော့တာအများကြီးပဲဒီတိုင်းပဲကျွန်တော်တို့နဲ့အတူတူနော်လှုပ်ခေါ်ကင်ဘတ်တွေမနစ်ကရမ်ဇန်မှာရှိတယ်ဒီနေ့ရမ်ဇန်မှာမရှိဘူးနော်မနစ်ကရမ်ဇန်ကတရာဘီတူတူဖတ်တဲ့သူတွေဒီနေ့ရမ်ဇန်မှာမရှိတော့နော်မနစ်ကရမ်ဇန်ကနော်တူတူလာခဲ့တဲ့သူတွေဒီနေ့ရမ်ဇန်မှာမရှိတော့နော်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်တို့ကိုရမ်ဇန်တစ်ခုထပ်ပြီးတော့ရနိုင်တဲ့တောဖီအလ္လာဟ်ရှိမတ်တခင်ပေးတယ်ဒါအလ္လာဟ်ရှိမတ်တခင်ရဲ့အင်တန်ကြီးမားလာတဲ့ကြီးကျယ်လာတဲ့ကြီးစုတော်ပဲဒီတော့ရမ်ဇန်တစ်ခုကိုရသွားတယ်ဆိုတာကဒါနေနော်ကျွန်တော်တို့အတွက်အခွင့်အရေးကြီးမဟုတ်နော်ဒီတော့နော်ကျွန်တော်တို့တစ်ခါရှိတယ်နော်တချို့ဆိုင်နေဈေးပြောင်းပွဲတော်လုပ်တယ်ဈေးအောင်ပွဲတော်လုပ်တဲ့အခါကျတော့ဒီလိုဆိုင်ဘုတ်တစ်ခုတက်လိုက်တယ်နော် buy one နော် get two ပေါ့နော်တစ်ခုဝယ်ရင်ဘယ်နှခုရမလဲနှစ်ခုရတစ်ခုဝယ်ရင်နှစ်ခုရနော်ဝယ်တာကတစ်ခုပဲဒါပေမဲ့ပစ္စည်းပေးတော့အဲ့ဒီတန်ဖိုးအတိုင်းပဲတစ်ခုစာတန်ဖိုးတစ်ခုစာ amount ကိုပဲယူပြီးတော့ဘယ်လောက်ပေးမှလဲနှစ်ခုပေးမှာနော်အင်ကြီးတစ်ထည်ပဲဝယ်တယ်ဒါပေမဲ့နှစ်ထည်ရနော်ဒီတိုင်းပဲနော်ဘာပဲဝယ်တစ်ခုဝယ်ရင်နှစ်ခုရအဲ့ဒီဆိုင်ကဆိုင်မှုတက်လိုက်တဲ့အခါကျတော့အဲ့ဒီဆိုင်မှာဘာဖြစ်သွားမလဲလူတွေကြိတ်တူးသွားမယ်နော်မတိလိုက်တဲ့သူကတော်တော်စိတ်ဆိုးမယ်ငါဘာလို့မတိရတာလဲကွာဒါလောက်မဟာအခွင့်အရေးကြီးနော်တစ်ခုဝယ်ရင်နှစ်ခုရမယ်မဟာအခွင့်အရေးကြီးကိုငါဘာလို့မတိရလိုက်တာလဲကွာသူစိတ်ဆိုးလိုက်တယောက်ကသူ့ကိုလာပြောမယ်နော်ငါအဲ့ဒီမှာသွားပြီးဝယ်ခဲ့တာတစ်ခုဝယ်တာနှစ်ခုရခဲ့တယ်ဆိုရင်သူပြောလိုက်မယ်မင်းငါ့ကိုဘာလို့မခေါ်တာလဲမင်းငါ့ကိုဘာလို့လက်မတူတာလဲနော်ငါတို့လွတ်သွားပြီကွာတော်တော်ကိုသူစိတ်မကောင်းဖြစ်လိုက်ဒိစာအတမိတ်စီနေအောင်များခင်ဗျာဒီတော့ရမ်ဇန်လမြတ်ဆိုတာကနော် buy one get 70နော်တစ်ခုဝယ်ရင်ဘယ်နှခုရပါလဲအခု80ရပါနော်ကျွန်တော်တို့ခုနဇူဟူနမတ်ဖတ်လိုက်တယ်အရင်လတွေကဇူဟူနမတ်တစ်ကြိမ်ဖတ်ရင်တစ်ကြိမ်ရဲ့ဆောင်းဝပဲရတယ်ဒါပေမဲ့ဒီကစပြီးတော့ဇူဟူနမတ်ဖတ်တယ်နော်ဇူဟူနမတ်ပေါင်း80ဖတ်တဲ့ဆောင်းဝပြသွားပြီမနက်တုန်းကဖဂျ်ဖတ်တယ်ဖဂျ်ပေါင်း80ဆက်ဖတ်တဲ့ဆောင်းဝပြသွားပြီရမ်ဇန်လမှာဖရစ်တစ်ခုရဲ့အီဘာဒတ်ကိုအလ္လာဟ်ရှိမတ်တခင်အစပေါင်း80ချင်းမြင်မယ်ဆိုတော့နော်ကျွန်တော်တို့လောက်တာကတစ်ခုပဲဇူဟူတစ်ချိန်မဲလာဖတ်တာဒါပေမဲ့ဇူဟူပေါင်းအချိန်80ကဆောင်းဝအလ္လာဟ်ရှိမတ်တခင်ပေးလိုက်ပြီဆိုတော့ဒါလောက်ကြီးတဲ့မဟာအခွင့်အရေးနောက်ဘယ်မှာကျွန်တော်တို့သွားရှာနော်ဒီလိုဒုနီယာကဆိုင်ကအလုံးလုံးပေးနိုင်ရင် buy one get two ပဲနော်တို့ပေမဲ့အလ္လာဟ်ပေးတာကဘာလဲတစ်ခုလုံးငါအလ္လာဟ်ရှိမတ်တခင်အစ80ချင်းမြင်မယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒါကြောင့်ရမ်ဇန်လမှာနမတ်လွတ်တဲ့သူသူ့လောက်နှစ်ဖူးစာစူးတဲ့သူနော်နမတ်ကိုကဇွာအဖြစ်ခံတဲ့သူသူ့လောက်မိုင်မဲတဲ့သူနောက်ဘယ်သူရှိအောင်မလဲအလ္လာဟ်ရှိမတ်တခင်သူ့ကိုပြောနေတယ်မင်းတစ်ချိန်လေးလာဖတ်မင်းကိုအချိန်80ကဆဝတ်ချင်းမြင်မယ်ဆိုတာနော်အဲ့ဒီလောက်ပြီးနေတာဟိုမှသူမျက်နှာကွဲပြီးတော့မပတ်ပဲနေတဲ့သူနော်ဒါအင်တာမိုင်မဲတဲ့သူပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒီတော့ရမ်ဇန်မှာဘေးဆဝတ်ကိုမဆူအလ္လာဟ်ရှိမတ်တခင်တွန်းမြင်ပြီးချင်းမြင်နေတယ်နော်လူတယောက်နဖီဖတ်တယ်အဲ့ဒီနဖီရဲ့ဆဝတ်ကိုဖရတ်နဲ့တန်းတူအလ္လာဟ်ရှိမတ်တခင်ပေးနေတယ်နော်ဒီတော့ရမ်ဇန်မှာဆဝတ်တီကိုအလ္လာဟ်ဖို့တီပေးနေတယ်ပေါ်ချင်းတိုးချင်းပေးနေတယ်ဆိုတော့ကျွန်တော်တို့တွေဆဝတ်တီစူဆောင်းဖို့ဆဝတ်တီရယူဖို့အတွက်ဒီရမ်ဇန်ဟာမဟာအခွင့်အရေးပဲနော်ဒီတော့ကျွန်တော်တို့မေးမယ်နော်ဆဝတ်တီတလောက်အများကြီးစူဆောင်းဖို့လိုအပ်လား
နော်ရမဇန်မှာကျွန်တော်တို့ကုရ်အာန်ဖတ်မယ်ဇီကီလုပ်မယ်နဖီလ်တွေဖတ်မယ်နော်ဆဝပ်တွေကရနိုင်မယ်ဆဝပ်တွေဒီလောက်အများကြီးစုဆောင်ဖို့လိုအပ်လားဘာကြောင့်လိုအပ်တာလဲဒီစားအတန်မိတ်စီနောက်များခင်များဒီတော့လူကြီးမင်းတို့ကျွန်တော်ပမာလေးတစ်ခုပြောပြမယ်နားထောင်ကြည့်နော်လူတစ်ယောက်ကနော်နိုင်ငံခြားသွားမယ်ဆိုပါစို့နော်ရန်ကုန်လေးစိတ်ရောက်သွားပြီဟာခင်နိုင်ငံခြားသွားမယ်နိုင်ငံခြားမှာသုံးဖို့အတွက်ခင်ဗျာပတ်စံဘာတွေပါသွားလဲသူပြောပြဒီမှာငါစီမှာမြန်မာငွေကျပ်350ပါသွားတယ်နော်အဲ့ဒီလိုပြောရင်အဲ့ဒီလိုခင်ဘာပြောမလဲနော်မင်းယူနေလားနော်မင်းမြန်မာငွေဆိုတာကမြန်မာပြည်မှာပဲသုံးလို့ရတာမြန်မာငွေဆိုတာကလေးစိတ်ကနေခြေတလန်းလှမ်းလိုက်မြန်မာငွေအသုံးမတည့်တော့နော်နိုင်ငံခြားသွားပြီးမြန်မာငွေယူသွားလို့ဘာရနော်နိုင်ငံခြားသွားပြီးမြန်မာငွေနဲ့ဟိုမှာရေတစ်ခွက်တောင်တောက်လို့ရမှာမဟုတ်နိုင်ငံခြားသွားမယ်ဆိုရင်တော့နိုင်ငံခြားမှာသုံးလို့ရတဲ့ငွေမင်းဝယ်သွားရမယ်နော်မြန်မာငွေကိုပေးပြီးမင်း US ဒေါ်လာဝယ်သွားမယ်အဲ့ဒါမှမင်းနိုင်ငံခြားမှာသုံးလို့ဆွဲလို့ရပါနော်ဒီတော့မြန်မာငွေဆိုတာမြန်မာပြည်မှာအသုံးတည့်တယ်မှန်တယ်မြန်မာပြည်မှာဝယ်လို့ချမ်းလို့ရတယ်မှန်တယ်ဒါပေမဲ့မြန်မာပြည်ကနေထွက်သွားပြီးသွားရင်မြန်မာကျပ်ငွေဘာမှလုပ်လို့မရတော့နော်ဒီတော့မြန်မာပြည်ကနေထွက်သွားပြီးသွားရင်ကိုပေသွားမယ်အဲ့ဒီမှာသုံးလို့ရတဲ့ပတ်စံယူသွားရမှာပဲအဲ့ဒါကြောင့်မလို့နိုင်ငံခြားသွားတဲ့သူတွေဘာလုပ်လဲနော်မသွားခင်ချင်းသေးနော်မြန်မာငွေကိုသွားပြီးတော့ mini exchange မှာသွားပြီး US ဒေါ်လာသွားလဲတယ်ဘာဖြစ်လို့လဲနိုင်ငံခြားမှာ US ဒေါ်လာပဲအသုံးဝင်မယ်မြန်မာငွေအသုံးဝင်ဖို့မရှိဘူးလေးစားအတန်မိတ်ဆွေဒီနောက်များခင်များအဲ့ဒီအတိုင်းပဲနော်ကျွန်တော်တို့ဒုနီယာမှာအသုံးဝင်တာဒီအများကြီးပဲပတ်စံလည်းအသုံးဝင်တယ်ရွှေလည်းအသုံးဝင်တယ်ငွေလည်းအသုံးဝင်အိမ်လည်းအသုံးဝင်တယ်ကားလည်းအသုံးဝင်တယ်ဒုနီယာမှာတော့အကုန်အသုံးဝင်တယ်ဒါပေမဲ့ဒုနီယာကနေဘယ်နည်းထွက်သွားပြီလဲဒုနီယာကနေဘယ်နည်းကျွန်တော်တို့အပြင်ကိုရောက်သွားပြီလဲအာခိရတ်ကခရီးကိုစလိုက်ပြီလဲကျွန်တော်တို့အတွက်တစ်ခုတည်းသောအသုံးဝင်မဲ့အရာအဲ့ဒါဆဝါပဲအဲ့ဒါဆဝါပဲအဲ့ဒီဆဝါကလွယ်ပြီးအာခိရတ်ကခရီးမှာဘာမှအသုံးဝင်မှာမဟုတ်နော်ရန်ကုန်ကနေပြီးတော့မြန်မာပြည်ကနေပြီးတော့နိုင်ငံခြားသွားတဲ့သူကလေးစိတ်နဲ့မြန်မာချက်ငွေတွေကင်သွားရင်သူကျွန်တော်တို့အယူလို့ပြောလိုက်မယ်မင်းမြန်မာချက်ငွေနိုင်ငံခြားမှာဘာမှသုံးလို့မရဒီတိုင်းပဲလူတယောက်ကဗရေကိုသွားပြီးနော်သူတည်သွားပြီးနော်ဟိုမှာလည်းပဲသူနော်ချက်သိန်း1000ယူသွားတယ်ဆိုရင်လည်းဘာမှအသုံးဝင်ဖို့ရှိမှာမဟုတ်ဘာဖြစ်လို့လဲဒီမှာအသုံးဝင်တဲ့ပစ္စည်းတွေဟိုမှာအသုံးမဝင်ဟိုမှာအသုံးဝင်မဲ့တစ်ခုတည်းသောပစ္စည်းကဘာလဲကျွန်တော်တို့ဒီမှာရှာခဲ့တဲ့ဆဝတ်တွေပဲလေးစားအတန်မိတ်ဆွေညီနောင်များခင်ဗျာအဲ့ဒါပဲအသုံးဝင်မှာအဲ့ဒါပဲအသုံးပဲပါဒီတော့နိုင်ငံခြားသွားမဲ့သူတွေဘာလုပ်လို့ရှိလဲဒေါ်လာထိုင်စုတယ်နော်တချို့ရှိတယ် hash သွားဖို့ရည်ရွယ်ချက်ရှိတယ်တစ်နှစ်နှစ်နှစ်ထဲကဒေါ်လာထိုင်စုတယ်ဘာဖြစ်လို့လဲ hash ရောင်းရင်သုံးမယ်တချို့နိုင်ငံခြားသွားဖို့ရှိတယ်ဒေါ်လာထိုင်စုတယ်နော်ဒီတော့ကျွန်တော်တို့လည်းပဲအာခိရတ်ခရီးသွားနေတဲ့ကျွန်တော်တို့တွေအာခိရတ်ခရီးကိုသွားကြမယ်ကျွန်တော်တို့တွေဒုနီယာမှာဆဝတ်ထိုင်ပြီးစုရမယ်ဆဝတ်စုရဟိုမှာအသုံးဝင်မဲ့တစ်ခုတည်းသော currency ကပါလေဆဝတ်ပဲအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒုနီယာမှာနေရင်းနဲ့ဘာလို့ကမလဲအာခိရတ်မှာအသုံးဝင်မဲ့ဆဝတ်ကိုစုရမယ်လေးစားအတန်မိတ်ဆွေညီနောင်များခင်များဒီတော့ဆဝတ်ကိုဘယ်လောက်အတိုင်းတာစုရမလဲဘယ်လောက်များစုရနော်ဘယ်လောက်များစုရနော်အခုကျွန်တော်တို့မေးမယ်နော်အမေရိကကိုတပတ်သွားရင်ပတ်စံဘယ်လောက်ပါသွားရင်လောက်မလဲကျွန်တော်တို့မပြောကြဘူးလားဘန်ကောက်မှာတပတ်သွားပြီးတော့လဲမယ်ဆိုရင်ပတ်စံဘယ်လောက်ယူသွားမလဲဒေါ်လာဘယ်လောက်ယူသွားမလဲကျွန်တော်တို့မပြောကြဘူးလားဒီတော့အခုလည်းပဲဒီမှာကျွန်တော်တို့စဉ်းစားကြည့်အာခိရတ်မှာကျွန်တော်တို့ဘယ်လောက်ဆဝတ်လိုအပ်အာခိရတ်မှာလိုအပ်တဲ့အတိုင်းတာဘယ်လောက်ရှိလဲနော်ဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ပါနော်လူတစ်ယောက်ကထားပါတော့သူအမေရိကန်သွားမယ်အမေရိကသွားနော်သူအမေရိကသွားမယ်ဘယ်လောက်ကြာနေမလဲဟိုမှာတစ်လနေမယ်တစ်လသွားပြီးနေခင်ဗျားမဘယ်လောက်ပါသွားလဲပတ်စံငါမှ US ဒေါ်လာ900ပါသွားတယ်ဆိုရင်သူ့ကျွန်တော်ဘာပြောမင်း US ဒေါ်လာ900နဲ့အမေရိကန်မှာတစ်လသွားနေမယ်ဘာလို့တစ်လဘာမှမစားဘဲနဲ့မတောက်ဘဲနဲ့နေရင်တော့မှတေးစရာနေရ US ဒေါ်လာ900နဲ့ရဖို့မရှိတော့ US ဒေါ်လာ900ကအမေရိကန်မှာတစ်လနေဖို့ဘလို့မှမလုံလောက်နိုင်တော့ဘလို့မှမလုံလောက်နိုင်တော့ဒီတော့ဘယ်လောက်ယူသွားအောင်လဲဟာတွက်ကြည့်ပဲဟိုမှာတရက်ကိုစားစရိတ်ကဘယ်လောက်ဟိုမှာတရက်ကိုနေစရိတ်ကဘယ်လောက်တော့တရက်ကိုတွေအနည်းဆုံး US ဒေါ်လာ200 300မကုန်ဘဲနဲ့မဖြစ်နိုင်ဘူးတော့တစ်လဆိုရင်ဘယ်လောက်လိုမယ်တွက်ချက်ပြီးတေချာယူသွားမယ်ဟုတ်တယ်မလားအဲ့ဒါမှပဲခရီးစဉ်တစ်ခုလုံးအစီအပြေမှာပေါ့လုံးစိန်ခရီးမှာတဝက်ပဲရှိသေးတယ်တစ်လနေဖို့သွားတာ15ရက်နဲ့ပတ်စံပြတ်သွားလိမ့်မယ်နော်ဒီတော့နော်ကျွန်တော်တို့ဒုနီယာရဲ့ခရီးတစ်ခုသွားမယ်ဆိုရင်အဲ့ဒီခရီးမှာဘယ်လောက်နေရမလဲအဲ့ဒီရက်နဲ့နော်ဘယ်လောက်ကုန်ကြမလဲဆိုတာကိုတွက်တယ်ဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်အာခိရတ်ကခရီးကဘယ်လောက်ကြာသွားမယ်ခရီးလဲနော်အာခိရတ်ကခရီးကအဆုံးမရှိတဲ့ခရီးအာခိရတ်ကခရီးကပထမပြန်လာဖို့မရတဲ့ခရီးအာခိရတ်ကခရီးကနော်ကျွန်တော်တို့အတွက်နော်ထာဝရသွားမယ်ခရီးဒီတော့ဒုနီယာရဲ့ခရီးတစ်ခုအတွက်ဒီလောက်အတိုင်းတာလိုအပ်တယ်ဆိုရင်အာခိရတ်ကခရီးအတွက်ဘယ်လောက်အတိုင်းတာလိုအပ်မလဲကျွန်တော်တို့အတိုင်းတာဆိုတာမရှိဘူးဘယ်လောက်များပါသွားလဲအဲ့ဒီလောက်ကောင်းပြီပဲဘာဖြစ်လို့လဲအဆုံးမရှိတဲ့ခရီးဆိုတော့ဆဝတ်ဘယ်လောက်လိုလဲဆိုတာတွက်လို့လည်းပဲမရ
နော်လူတယောက်ကဒုနီယာမှာနိုင်ငံခြားသွားရင်အဆုံးရှိတယ်လေတစ်လနေမလားနှစ်လနေမလားသုံးလနေမလား6လနေမလားတစ်နှစ်နေမလားနော်အတိုင်းအတာဆိုတာရှိတော့ယူရမယ်ပတ်စံပမာဏကိုတွက်လို့ရတယ်သို့ပေမဲ့အာခိရတ်ကခရီးကအဆုံးမရှိဘူးအတိုင်းအတာမရှိဘူးနော်ရက်ကန့်သက်ချက်မရှိတဲ့ခရီးထွက်မယ်အပေါ်မှာကျွန်တော်တို့အတွက်ဆဝတ်ဘလောက်ယူသွားမလဲဆိုတာကိုတွက်ချက်လို့မရဘူးဒါပေမဲ့ဘလောက်များပါသွားတယ်အဲ့ဒီလောက်ကျွန်တော်တို့အတွက်ကောင်းမယ်ဘလောက်များပါသွားလဲအဲ့ဒီလောက်ကျွန်တော်တို့အာခိရတ်မှာအစီအမယ်အဲ့ဒီအတွက်ကြောင့်မလို့ဆဝတ်ကတော့ဘလောက်များနိုင်တယ်လဲများရှာရမယ်အဲ့ဒီအတွက်နော်ဆဝတ်ရှာနေတဲ့သူတွေဆဝတ်ရှာနေတဲ့သူတွေအတွက်ရမ်ဇန်လဟာကျွန်တော်တို့အတွက်မဟာအခွင့်အရေးပဲမဟာအခွင့်အရေးပဲဒီလမှာတစ်ခုလို့ရင်90ရနော်ကောင်းမှုတစ်ခုလို့ရင်90ရမယ်ဆိုတော့ဒီလမှာဆဝတ်ရှာဖို့အတွက်မဟာအခွင့်အရေးပဲလိစာတဲမီစီနီတောင်ပြခင်ဗျာနောက်တစ်ခုကနော်ရမ်ဇန်ဆိုတဲ့အဓိပ္ပာယ်ကပါလေနော်ရာယေမင်ကေတွတ်ကေအလီဖ်ကေနွန်ကေရမတွန်နော်ဘေစလုံးကလာလဲဆိုရင်ရာမင်တွာကနေလာတာရမတွန်နော်အဲ့ဒီကနေလာတာသူရဲ့အဓိပ္ပာယ်ကပါလေလောင်ကျွမ်းသွားခြင်းလောင်ကျွမ်းစေခြင်းဆိုပြီးတော့အဓိပ္ပာယ်ရနော်လီအန်နဟူယရမတုဇူနူနော်ဘာကြောင့်ရမဒန်ကိုရမဒန်လို့နာမည်ပေးတာလဲရမ်ဇန်ဘာကြောင့်အဲ့ဒီလိုနာမည်ပေးရလဲဆိုရင်တဲ့ဒီရမ်ဇန်လကနော်လူတွေရဲ့အပြစ်ဂုဏတွေကိုနော်မိကအမိုက်တရိုက်တွေကိုဘလို့လောင်ကျွမ်းစေလိုက်လေလူတွေရဲ့အပြစ်ဂုဏတွေကိုဒီရမ်ဇန်လကလောင်ကျွမ်းစေလိုက်တဲ့အတွက်ရမ်ဇန်လကိုရမဒန်လောင်ကျွမ်းခြင်းလောင်ကျွမ်းစေခြင်းဆိုပြီးတော့အဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့စကားလုံးနဲ့ဒီလကိုမှဲ့ခေါ်ရခြင်းဖြစ်တယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာကျွန်တော်တို့နော်ရွာတွေနေဘက်တွေမှာနော်ခြံတွေပါရှင်းပြီးွားရင်ဘာလုပ်လဲနော်တရွက်တွေတေကိုင်းကြောက်တွေပါအမိုက်တွေပုံနေရင်အဲ့ဒီအမိုက်တွေကိုနော်ရှင်းချင်ဘာလုပ်လဲမိရှုပေးလိုက်မိရှုရင်မိလောင်ရင်နဲ့အမိုက်ပါပြတ်သွားလဲကုန်သွားတယ်နော်အမိုက်ကုန်သွားတယ်ရမ်ဇန်လည်းပဲဒီတိုင်းပဲရမ်ဇန်ဆိုတဲ့ဒီမိကကျွန်တော်တို့ရဲ့နော်ဂုဏတွေကိုလောင်ကျွမ်းသွားစေမယ်နော်ရမ်ဇန်လနဲ့အတူကျွန်တော်တို့ရဲ့ဂုဏတွေပေါက်ပြောက်သွားလိမ့်မယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာနော်ဒီတော့ရမ်ဇန်လမှာနောက်တစ်ဖက်မှာအလ္လာဟ်ရဲ့ရဟမတ်တော်ကအထူးကြနေတယ်နော်ရဟမတ်တော်ရဲ့နော်ရဟမတ်ကမိုးဆက်မိုးပြောက်လေးတွေကမိုးပေါက်လေးတွေကကျွန်တော်တို့ရဲ့နှလုံးသားတွေကိုအထူးဝင်ရောက်နေတယ်ဒီတော့ရမ်ဇန်လရောက်လာရင်လူတွေရဲ့နှလုံးသားကတခြားလတွေနဲ့မတူတော့ဒါကြောင့်မလို့ကျွန်တော်တို့ကြည့်မနေ့ကနော်လန်နီဆယ်ပလီရဲ့ဇိုဟ်နမတ်မှာအဲ့ဒီလောက်မများဒီနေ့လန်နီဆယ်ပလီရဲ့ဇိုဟ်နမတ်မှာနော်တလူပြည့်ရှံသွားနော်မနေ့ကလန်နီဆယ်ပလီရဲ့ဖဂျာနမတ်မှာအဲ့ဒီလောက်မများဒီနေ့ဖဂျာနမတ်မှာချင်းတိပြည့်ရှံခဲ့မှာပဲလူများခဲ့မှာပဲနော်ဒီတော့အရင်ရက်တည်းနဲ့မတူဘူးလူတွေပလီတွေကိုပို့ပြီးတော့ရောက်လာတယ်လူတွေကောင်းမှုဘက်ကိုပို့ပြီးတော့နော်ခြေတွေလှမ်းလာကြတယ်ဆိုလို့ရှိရင်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာအဲ့ဒါဘာကြောင့်လဲအလ္လာဟ်ရဟမတ်တွေအထူးကြနေတဲ့လက္ခဏာပဲအထူးကြနေတဲ့လက္ခဏာပဲရဟမတ်တော်တွေအထူးကြနေလို့လူတွေရဲ့ပုံစံကအဲ့ဒီလိုပြောင်းလဲသွားတာအရင်နေ့ကပလီမရောက်တဲ့သူအခုပလီရောက်လာတယ်အရင်နေ့ကပလီကိုနောက်ချမှရောက်တဲ့သူအခုဒီနေ့ပလီကိုအစိုးရရောက်လာတယ်အရင်နေ့ကကဇွာဖြစ်တဲ့သူအခုဒီနေ့နမတ်ကဇွာမဖြစ်တော့ဘူးအရင်နေ့ကဂျမတ်မရတဲ့သူအခုဒီနေ့ဂျမတ်ပြအောင်ဖတ်တယ်ဘာကြောင့်လဲဒီရမ်ဇန်မှာအလ္လာဟ်ရဟမတ်တွေအထူးကြနေလို့လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာကျွန်တော်ဘာနဲ့ပမာလူကမျက်လုံးနဲ့တော့မမြင်ရနော်အလ္လာဟ်ရဟမတ်ကြနေတယ်ဘယ်မှာလဲတွက်ရှာမယ်ဆိုရင်ရှာလူတို့တွေ့မှာတာမန်မျက်လုံးနဲ့တော့မြင်ရမှာမဟုတ်ဂျန်တဲ့လကလည်းမိုးကောင်းကင်ကြီးကဒီပုံစံပဲအခုဒီလမှာလည်းမိုးကောင်းကင်ကြီးကဒီပုံစံပဲတာမန်မျက်လုံးနဲ့တော့မြင်ရမှာမဟုတ်ကျွန်တော်တို့နော်ကာဘာကျောင်းတော်ကြီးရှိတယ်နော်အလ္လာဟ်ကနော်ဒုနီယာမှာရှိတဲ့အလ္လာဟ်ရဟမတ်တွေအားလုံးရဲ့ဌာနချုပ်ပဲအလ္လာဟ်ရဟမတ်ကကာဘာကိုအရင်ကြတယ်ပြီးတော့မှကဘာကြီးတစ်ခုလုံးကိုဖြန့်ချက်ပြီးတော့သွားတာပြီးတော့ကာဘာကျောင်းတော်အပေါ်ကိုဘလို့ရဟမတ်တီကြနေလဲဆိုတော့ကျွန်တော်တာမန်မျက်လုံးနဲ့တော့မြင်ရမှာမဟုတ်ဒါပေမဲ့တစ်ခုကတော့ပါလေလူတယောက်ကာဘာကျောင်းတော်ကြီးကိုမြင်လိုက်တဲ့အချိန်မှာနော်သူ့နှလုံးသားလုံးဝပြောင်းလဲသွားမယ်အလိုလိုနေငိုကျင်စိတ်တွေဖြစ်လာလိမ့်မယ်နော်အလိုလိုနေသူနော်အင်တာမတ်ကိုပဲဝမ်းနည်းမှုတွေပူဆွေးမှုတွေဖြစ်လာလိမ့်မယ်အလိုလိုနေအိဘာဒတ်တွေများမြောင်စွာလုပ်ချင်တဲ့စိတ်တွေဖြစ်လာလိမ့်မယ်ဒုနီယာကိုလုံးဝမိသွားလိမ့်မယ်နော်ကာဘာကျောင်းတော်ကြီးကိုမြင်လိုက်တာနဲ့နော်ဒါအများကြီးမိတ်ဆွေတွေနော်ဟက်ရှ်လုပ်ဖို့အတွက်အလတ်အီလိုကိုရောက်ဘူးတယ်ကာဘာကိုမြင်ဘူးတယ်မြင်တဲ့အချိန်မှာဒီခံစားချက်အားလုံးမှာကိုယ်စီဖြစ်ကြမှာပဲအဲ့ဒါဘာကြောင့်လဲကာဘာရဲ့အပေါ်မှာအလတ်ရဟမတ်တွေကြနေတော့အဲ့ဒီရဟမတ်တွေကိုအနိကကျွန်တော်ရလိုက်တဲ့အခါအဲ့ဒီလိုခံစားမှုမျိုးဖြစ်သွားရတယ်လေးစားအတဲမိတ်ဆွေနေတော့များခင်များဒီတော့ရမ်ဇန်လမြတ်မှာနော်ရဟမတ်တော်ရဲ့အကြောင်းကံနေနဲ့လူတိုင်းမှာပြောင်းလဲမှုအနေနဲ့အများကျုံသွားနောက်ဟာဒီစ်တော်မှာရှိတယ်လမ်းမြတ်ရမ်ဇန်မှာစိုးသွမ်းတဲ့ရှိုက်တန်တွေကိုအလ္လာဟ်ရှမတ်တခင်ဘာလုပ်ထားလဲလမ်းမြတ်ရမ်ဇန်မှာချုပ်နှောင်ထားလိစာတံပိစီနီနောက်များခင်များနော်ဒီတော့ကျွန်တော်တို့စဉ်းစားကြည့်နော်ဥမာပြကျွန်တော်တစ်ခုခုလုပ်တိုင်းနော်အနောက်ကနေတယောက်ကလိုက်ပြီးတော့ကျွန်တော်ကိုနှောက်ယှက်နေတယ်
နော်ကျွန်တော်သူရှိနေတဲ့အပေါ်မှာအလုပ်ဘာမှလုပ်လို့မရဘူးနော်ဒီတော့ကျွန်တော်ဘာလုပ်လဲဆိုတော့နော်ကျွန်တော်လူကြီးတယောက်ကိုသွားပြီးတိုင်တဲ့အခါကျတော့အဲ့ဒီလူကြီးကပြောမင်းစိတ်မပုံနဲ့မင်းကိုနှောက်ယှက်တဲ့ကောင်ကဖမ်းချုပ်ထားလိုက်မယ်မင်းအလုပ်မင်းလွတ်လပ်လှုပ်ရှားပါဆိုရင်ကျွန်တော်တို့ဘလို့လွတ်လပ်လုပ်လို့ရသွားမလဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်အခုလည်းဒီအတိုင်းပဲ17လလုံးလုံးအလတ်စီလာခြင်းရင်လိုက်ပြီးတော့အနောက်ကနေနှောက်ယှက်နေတဲ့ဒီရှိုက်တန်နော်17လလုံးလုံးအလတ်ပဲနေခြင်းရင်အနောက်ကနေလိုက်ပြီးတော့နှောက်ယှက်နေတဲ့ဒီရှိုက်တန်အခုဒီလမှာအလတ်သူကိုဖမ်းချုပ်လိုက်ပြီးကျွန်တော်တို့အတွက်အလတ်စီလာကိုပို့ပြီးလွယ်ကူသွားပြီးအလတ်ဘက်ကိုလှည့်ဖို့ပို့ပြီးလွယ်ကူသွားပြီးနော်17လမှာတော့အလတ်ဘက်ကိုမလိမ့်ပြစ်တာရှိုက်တန်ကြောက်ဆိုပြီးအချောင်းပြလို့ရသေးတယ်နော်ဒီလမှာမလိမ့်ပြစ်ရင်တော့အဲ့ဒါကိုယ်တိုင်ကမိုင်မဲနေတာစိုးသွမ်းနေတာဘာကြောင့်လဲဒီလမှာနော်အလရှမတ်တခင်ဘန္တာကိုအလတ်ဘက်လွတ်လပ်နေလို့ရအောင်အလတ်အီဘာဒတ်လွတ်လပ်လုပ်လို့ရအောင်အင်မတန်စိုးသွမ်းတဲ့ရှိုက်တန်တွေကိုအလတ်ဖန်စီချုံနှောင်ထားပြီးလေးစားအတယ်မိတ်ဆွေညီနောင်များခင်များနော်ဒီတော့နော်ဒီလဟာအင်တမကိုပဲထူးကဲတယ်လားဖြစ်နော်တမန်တော်မြတ်ကြီးဆလလာဟ်အလိုင်ဟိဝါဆလမ်ကရှာဗန်လရဲ့နောက်ဆုံးရက်မှာနော်အခုဒီနေ့ရမ်ဇန်လ1ရက်နေ့ဆိုတော့မနေ့ကနေ့မျိုးမှာတမန်တော်မြတ်ကြီးဆလလာဟ်အလိုင်ဟိဝါဆလမ်နော်ဆွာဘာရီကိုရမ်ဇန်လအကြောင်းပြောပြနော်ရမ်ဇန်လအကြောင်းပြောပြတယ်ဒါကြောင့်ကျွန်တော်တို့တာလင်စာအုပ်မှာဖဇာဟီလ်ရမ်ဇန်ကိုဖွင့်လိုက်ပထမဦးဆုံးတွေ့ရတဲ့ဟဒီစ်ကအဲ့ဒီဟဒီစ်ပဲနော်ဒီတော့ရမ်ဇန်လနဲ့ပတ်သက်ပြီးနော်ဟဒီစ်မှာနော်တမန်တော်ဆလောဆမ်အမျိုးမျိုးသုံးတယ်နော်တစ်မျိုးကရှာဟ်မူဘာရက်နော်ဒီလကအင်မတန်မှကိုပဲဘာကတ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့လအင်မတန်ဘာကတ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့လနော်ဒီလမှာအလ္လာဟ်ရှိမတ်တခင်ပပေါင်းစုံကနေဘာကတ်တွေချင်းမြတ်ထားနော်ဒါကြောင့်နော်ကျွန်တော်တို့ဘလောက်ဘာကတ်တွေရှိနေလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့အပြင်ကိုပဲထွက်ကြည့်လိုက်နော်အရင်လတွေကနော်နေရာတိုင်းမှာမရနိုင်တဲ့မုတ်တွေဒီလတွေမှာတန်းစီကြတယ်နော်အရင်လတွေမှာနော်မရနိုင်တဲ့နော်အစားတောက်တွေဒီလတွေမှာနေရာစုံမှာရနေတယ်ရတာလည်းပဲနော်ဈေးကြီးနဲ့ပေးဝယ်ရတာမဟုတ်ပိုးချင်းတိုးချင်းကိုရနော်ဈေးတတာနဲ့ကိုရနော်အရင်လမှာဒီမုတ်တစ်ခုဒီပစ္စည်းတစ်ခုစားခြင်းတကူတကမှားမယ်နော်တကူတကတောင်းဝယ်ရမယ်အခုဒီလမှာလွယ်လွယ်ကူကူဝယ်လို့ရတယ်ကျွန်တော်တို့တွက်ကြည့်နော်အများကြီးနော်မွတ်စလမန်ဈေးရောက်တဲ့နေရာတွေရောင်းတဲ့ပလီအရှိတို့မုတ်ကုန်းလမ်းချေတို့ဒီမောင်တို့လေးလမ်းဝင်းချေတို့ဆိုရင်နော်ကြိတ်တိုးမုတ်ဆိုင်တွေတယောက်နဲ့တယောက်အပြိုင်ဆိုင်ရောင်းနေကြတယ်နော်ဝယ်မဲ့သူတွေကိုအပြိုင်ဆိုင်လူရက်ပြီးခေါ်နေကြတယ်ဘာကြောင့်လဲဒီလမှာအလ္လာဟ်ရှိမတ်တခင်ရူစီမှာလည်းပဲဘာကတ်ပေးလိုက်တယ်ရူစီမှာဘာကတ်ပေးလိုက်နော်ဒါကြောင့်ဒီလမှာနည်းနည်းခရဂျာနဲ့မြတ်မြတ်စားနော်ဒီလမှာနောက်ဆုံးအစိမ့်မပြေတဲ့အိမ်ဖြစ်နေပါစေဆင်းရဲတဲ့အိမ်ဖြစ်နေပါစေနော်တော်ရုံသိုံတော့ဒီလမှာစားရတောက်ရတယ်နော်ဘာကြောင့်လဲဒီလမှာအလ္လာဟ်ရှိမတ်တခင်ရူစီကိုဘာကတ်ပေးတယ်ဒါကြောင့်ကျွန်တော်တို့ကိုယ့်ကိုယ်ပဲတွက်ကြည့်ကျန်တဲ့17လနဲ့ရမ်ဇန်လနဲ့ကျွန်တော်တို့အိမ်မှာဘယ်လမှာအင်းနေပူကောင်းလဲကျွန်တော်တို့ကျန်တဲ့17လနဲ့ရမ်ဇန်လနဲ့ကျွန်တော်တို့အိမ်တွေမှာဘယ်လမှာပို့ပြီးတော့ဖို့တီစားရလဲနော်ဒီလမှာကျွန်တော်တို့ပို့ပြီးဟင်းကောင်းနေနဲ့ပို့ပြီးတော့ဖို့တီစားရတာဒီလမှာအလ္လာဟ်ရှိမတ်တခင်နော်လူစီမှာလည်းပဲအထူးဘာကတ်တွေအလ္လာဟ်ရှိမတ်တခင်ချင်းမြတ်ထားတယ်နော်တခြားဒီလမှာပပေါင်းစုံကနေအလ္လာဟ်ဘာကတ်တွေချင်းမြတ်ထားနောက်တစ်ခုကဒီလဟာရှာဟရုန်အဇီမ်အင်မတန်ကြီးကျယ်ထွန်းမြတ်လာတယ်လားနော်အင်မတန်ကြီးကျယ်လာတယ်လားနော်ဒီလဘလောက်ကြီးကျယ်လဲနော်ပမာပေးတယ်သူတို့စင်တွေကတမန်တော်ယူဆုအလိုင်စလမ်မှာညီကို12ယောက်ရှိတယ်တဲ့နော်အဲ့ဒီ12ယောက်မှာကျန်တဲ့ညီကို17ယောက်လုံးကိုအလ္လာဟ်ရှိမတ်တခင်ယူဆုအလိုင်စလမ်တယောက်ရဲ့အကြောင်းကနဲ့မတ်လုပ်ပြီးကျန်တဲ့17ယောက်လုံးကိုအလ္လာဟ်လက်ခံလိုက်တယ်အလ္လာဟ်အချစ်တော်တွေဖြစ်စေလိုက်တယ်အဲ့ဒီအတိုင်းပဲကျန်တဲ့17လလုံးမှာမိုက်မဲခဲ့တဲ့ဘန္တာရမ်ဒန်တလကိုအကြောင်းခံပြီးအလ္လာဟ်သူ့ကိုလက်ခံလိုက်နိုင်တယ်အလ္လာဟ်သူ့ကိုအလ္လာဟ်အချစ်တော်ဖြစ်စေလိုက်နိုင်တယ်အဲ့ဒီလောက်အထိဒီရမ်ဒန်လများဟာကြီးကျယ်ထွန်းမြတ်တယ်ဒီတိုင်းပဲဒီလရဲ့နာမည်နောက်တစ်ခုကရှာဟရုဆွာဘ်တမန်တော်ကြီးဆလောဆမ်ခေါ်ဝေါ်ခဲ့တယ်ဒီလဟာတိခံရမယ်လားညှို့သိပ်ကမယ်လားတော့ကျွန်တော်တို့ဒီအချိန်အခုဘာဖြစ်နေပြီလဲခါတိုင်းဒီအချိန်ခမင်းမရရင်တော့တခါတခါနစတာနည်းနည်းပဲစားပြင်နေ့နဲ့7 နာရီ7 နာရီနေလို့မရတော့တော့နစတာနည်းနည်းပဲစားပြင်နော်ဟာငါဒီနေ့မနက်ကနစတာဘာမှမစားထားသေးဘူးငါဒီနေ့နေ့လည်းစားစိုးစိုးလုပ်ပြီးနော်7 နာရီ7 နာရီထိုးပြီးဆိုရင်မစားဘဲနဲ့နေဖို့မနေနိုင်တော့နော်အများကြီးမိတ်ဆွေတွေဒီလိုအချိန်မစားရရင်အကြီးကျယ်နော်စိတ်ဆိုးကုန်လိမ့်မယ်ဒေါသထွက်ကုန်လိမ့်ဒါပေမဲ့ဒီနေ့နော်မနက်နစတာလည်းမစားထားရအောင်နေ့လေသာလည်းအခုမစားရသေးဘူးနော်ရေလေးတန်ကုန်အောင်ကြားထဲမှာမတော့ရအောင်ကျွန်တော်တို့အားလုံးတည်တည်ငြိမ်ငြိမ်ပဲနော်တည်တည်ငြိမ်ငြိမ်ပဲနော်ဘာဖြစ်လို့လဲဒီလဟာဆွာဘာရဲ့သင်္ကန်းသာကိုပေးနေတယ်လားနော်အစားအသောက်ဆိုတာဟာရမ်မဟုတ်နော်ဒီတိုင်းပဲအစားအသောက်မစားတာကျွန်တော်မစားနိုင်လို့လည်းမဟုတ်စားနိုင်နဲ့နော်သူ့ပေမဲ့လည်းပဲအလ္လာဟ်ကမစားနဲ့ပြောထားလို့ဘာလို့တာလဲမစားတာနော်အလ္လာဟ်မစားခိုင်းဘူးအဲ့ဒီအစားအသောက်ကို
မစားဘူးနော်တိခံနိုင်တယ်မျိုးသိမ့်နိုင်တယ်နော်နေတိုင်းစားနေတဲ့ဒီအစားတောက်ကိုအလ္လာဟ်အမိန့်တစ်ချက်ပေးလိုက်တာနဲ့မစားဘဲနေတယ်နေတိုင်းတောက်နေတဲ့ဒီကြီးအလ္လာဟ်အမိန့်တစ်ချက်ပေးလိုက်တာနဲ့မတောက်ပဲနေတယ်ဆိုရင်နော်ဒုနီယာရဲ့မှာရှိနေတဲ့ဂုဏ်တွေအလ္လာဟ်မလုံနဲ့လို့ပြောထားတယ်အဲ့ဒီဂုဏ်ကိုကျွန်တော်တို့ဘာကြောင့်မရှောင်နိုင်ရမှာလဲနော်လူတယောက်ကကျွန်တော်တို့ပြောတယ်မလားနော်သမင်းဘယ်နှရက်လဲသမင်း9ရက်ရေတရက်တို့ပါလို့ဒီတော့နေတိုင်းစားနေတောက်နေရတယ်ဒီသမင်းနဲ့ဒီရေနော်ဒါဒုနီယာမှာဘယ်သူမှမကင်းလောကမှာငါရေလည်းမတောက်အစားတောက်လည်းမစားဘူးပြောတဲ့သူတယောက်မှမရှိနေတိုင်းစားနေတဲ့ဒီသမင်းနဲ့ဒီရေကိုတော့အလ္လာဟ်အမိန့်ကြောင့်ကျွန်တော်တို့မိုးလင်းကနေကိုချုပ်ဖြတ်နိုင်တယ်ဆိုလို့ရှိရင်ဒီဂုဏတွေကိုဘာကြောင့်မဖြတ်နိုင်ရမှာလဲနော်သမင်းမစားရင်လူတည်သွားလိမ့်မယ်ရေမတောက်ရင်လူတည်သွားလိမ့်မယ်ဒါပေမဲ့ဂုဏမလုံးလို့တည်သွားတယ်ဆိုတာတော့တယောက်မှမရှိဘူးဒါကြောင့်သမင်းနဲ့ရေအသက်အတွက်တောင်အရေးကြီးတယ်လိုက်အတွက်မရှိမဖြစ်လိုအပ်တဲ့အစားအသောက်နဲ့ရေကိုတောင်မှဖြတ်နိုင်တယ်ဆိုရင်ဒီဘာမှအရေးမပါတဲ့ဂုဏကိုဘာကြောင့်မဖြတ်နိုင်ရမှာလဲနော်ဂုဏကိုမလုတ်ပေးနဲ့ချုပ်တီးနိုင်တဲ့အရေးချင်းဒီရိုဇာကနေကျွန်တော်တို့ကိုပေးတာလေးစားအတန်ပြီးစီဒီနောက်များခင်များနောက်တစ်ခုကရှာဟ်ဒုလ်မောဝါဆာနော်ဒီလဟာနော်ကိုချင်းစာတရားတွေဖြစ်ပေါ်စေတယ်လားနော်အခုဆိုရင်ဗိုက်စားနေပြီနော်ကျွန်တော်စိတ်မှာမဖြစ်မိဘူးလားကိုချင်းစာတရားတွေနော်ငါတို့ဗိုက်စားတယ်အနည်းတိုင်းသမီးစားနေတိုင်းအချိန်ရောက်ရင်စားနေတောက်နေရတော့ငါဘာမှခံစားချက်မရှိဘူးဒီနေ့တရက်မစားမတောက်ရတော့ဗိုက်စားလာတော့နော်အများကြီးဆင်းရဲတဲ့သူတွေဒုက္ခရောက်တဲ့သူတွေသမင်းကိုနှက်မှန်အောင်စားဖို့အခက်အခဲဖြစ်နေတဲ့သူတွေသူတို့ရဲ့ဘဝတွေဘယ်လောက်တောင်မှခက်ခဲလိမ့်မလဲသူတို့ဘယ်လောက်တောင်မှနော်နေတိုင်းခံစားနေရမလဲသူတို့အပေါ်မှာကိုချင်းစာတရားတွေဖြစ်လာတယ်ပေးကမ်းခြင်းနဲ့စိတ်တွေလူဒန်းခြင်းနဲ့စိတ်တွေစွန့်ကြဲခြင်းနဲ့စိတ်တွေဖြစ်လာတယ်ဒီရိုဇာရဲ့အကြောင်းကဒီလရဲ့အကြောင်းကနဲ့လေးစားအတယ်လေးစီဒီနောက်များဖြစ်များနော်ဒီတော့နော်ဒီလမှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်နော်ဒီဟာဒီစ်ကိုဒီရှာမန်လာရဲ့နောက်ဆုံးချက်မှာမိတ်ချွေတဲ့ဒီမိတ်ချွေတဲ့ကိုတမန်တော်တင်ပြရင်းနဲ့တမန်တော်ဆလ္လာလာဟူအမိတ်ရှိတဲ့ဒီလမှာတဲ့လူတယောက်ကရူသားထားတယ်နော်လူတယောက်ကနော်ရူသားထားတဲ့သူကိုဝါဖြေတဲ့နေရာမှာသူကျွေးမွေးတယ်နော်ကျွေးမွေးတယ်ဆိုလို့ရှိရင်သူ့ကိုအလ္လာဟ်ရှိမတ်တခင်ဒီလိုဆောက်ဝပေးမယ်နော်အဲ့ဒီသူကျွေးမွေးတာကိုစားလိုက်တဲ့သူအဲ့ဒီလူတဏီကုံလူသားထားတဲ့ဆောက်ဝသူလည်းပဲထပ်ပြီးတော့ရဟိုလူစီမှာလည်းပဲငားပြားမှာရော့သွားမှာမဟုတ်နော်ဒီတော့ကျွန်တော်တို့လူတယောက်ကိုဝါဖြေတဲ့နေရာမှာသွားပြီးကျွေးမွေးတယ်ကျွန်တော်လူသားထားလို့ရတဲ့ဆောက်ကတက်ကျွန်တော်ကျွေးမွေးလို့အဲ့ဒီလူစားလိုက်တယ်ဆိုရင်အဲ့ဒီလူတဏီကုံလူသားထားတဲ့ဆောက်ကကျွန်တော်တော့ထပ်ပြီးတော့ရသွားမယ်ဟိုလူမှလည်းဘာမှရော့သွားဖို့မရှိဘူးနော်အဲ့ဒီလိုပြောပြတော့ဆွာပါတွေတော်တော်သဘောကျနော်နဲနော်ဆောက်မှမဟုတ်တာဒါပေမဲ့အဲ့ဒီအချိန်တချို့ဆွာပါတွေထွက်လာကိုတော့နော်အစီအပြေတဲ့လူတွေကတော့ဒါကိုကြားပြီးသဘောကျတာပေါ့ဟာငါတို့ကျွေးမယ်ကွာငါတို့လှူမယ်ကွာငါတို့ပေးမယ်ကွာငါတို့နော်ကိုယ်တိုင်လူသားထားတဲ့ဆောက်လဲရမယ်သူများတွေလူသားထားတဲ့ဆောက်ပန်ငါတို့ထပ်ပြီးတော့ရမယ်နော်သို့ပေမဲ့ကျွန်တော်တို့တွေအစီမပြေတဲ့သူကျွန်တော်တို့တွေကိုတိုင်းတော့တော်တော်ကြက်တဲနေရတဲ့သူကျွန်တော်တို့ကဘယ်လိုလုပ်အဲ့ဒီဆောက်ကိုယူနိုင်မှာလဲတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်အမိန့်ရှိတယ်အဲ့ဒီဆောက်ကိုယူဖို့မခက်ခဲဘူးတဲ့လူသားထားတဲ့သူကိုကျွေးမွေးတယ်ဆိုတာကနော်ဘိုက်အဝကျွေးမှာမဟုတ်ဘူးတဲ့သူ့ကိုစွန်လုံးသီးတစ်လုံးလောက်တော့ကျွေးလိုက်သူ့ကိုရည်လေးတမုံလောက်သွားပြီးတိုက်လိုက်ရင်လည်းပဲအလ္လာဟ်ရှိမတ်တကယ်အဲ့ဒီဆောက်ကိုချင်းမြတ်မှာပဲလိစာအတယ်မိတ်ဆွေနေတော့များခင်များဒါကြောင့်ကျွန်တော်တို့နော်ဒါကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်တင်ပြီးတာနော်ဒါကြောင့်ကျွန်တော်တို့ဝါဖြေတဲ့နေရာမှာနော်တယောက်နဲ့တယောက်နော်အပြန်လန်ချွေးမွေးမယ်ဒီတိုင်းပဲကိုပုံဝင်ခြင်းမှာရှိတဲ့စင်းရဲတဲ့သူတွေကိုနော်သူတို့တွေဝါဖြေတဲ့နေရာမှာပို့ပြီးဖို့သူပြီးစားနိုင်ဖို့ကျွန်တော်တို့တွေပေးကမ်းမယ်ဆွေမျိုးထဲမှာအစီအမပြေတဲ့သူတွေဝါဖြေတဲ့နေရာမှာစားဖို့တောက်ဖို့အတွက်သူတို့ကိုကျွန်တော်တို့ကူးကြီးမယ်ကျွန်တော်တို့ဘလောက်တောင်မှစာဝတ်တွေရသွားမလဲလိစာအတဲ့မိတ်ဆွေညီနောင်များခင်များဒါကြောင့်ကျွန်တော်တို့တွေနော်ဒီလမှာနော်အရင်လတွေထပ်ပို့ပြီးတော့များစွာလူတွေကိုပေးကမ်းလူတန်းကြပါဒီတိုင်းပဲဝါဖြေတဲ့နေရာမှာလည်းပဲကြက်ရရောကျွေးမွေးကြပါနော်ဒါဟာအင်တာမတ်ကိုပဲကြီးမားတယ်အကျိုးဆောက်ပဲဒီတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်နော်ဒီဟာဒီစ်မှာဆက်ပြီးတော့တင်ပြတယ်ဒီလမှာတဲ့ဆွာပါလေးကိုတမန်တော်အမိန့်ရှိတယ်နော်မင်းတို့၄ခုသောအရာကိုတိတ်လုတ်တင်တယ်၄ခုသောအရာကိုတိတ်လုတ်တင်တယ်ဝတ်စတက်သီရူမင်အရဘာအတီခိဆာ၄မျိုးသောအရာကိုလုတ်တင်တယ်တမန်တော်မှားနေတာနော်တမန်တော်မှားနေတာဒါကြောင့်ကျွန်တော်တို့ဒုနီယာမှာနော်သူတို့တင်တပါးပါအာလင်တပါးပါကဒါလို့ပါလို့မှားရင်ကျွန်တော်တို့ဘလောက်အလေးနဲ့ထားလဲအဲ့ဒီထပ်ပူပြီးတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်မှားတဲ့ကိစ္စအပေါ်မှာပူပြီးတော့အလေးနဲ့ထားရမယ်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်မှားတဲ့ဆွာဘာဒီကို၄မျိုးသောအရာကိုများစွာလုပ်ချနော်အဲ့ဒီထဲမှာ2မျိုးကတော့အလ္လာဟ်ခြေနဲ့တင်တတ်မှုတွေပူရဖို့အတွက်လုပ်နောက်2မျိုးကတော့မင်းတို့မလုပ်ဘူးဆိုရင်တော့မင်းတို့ဒုက္ခရောက်ဖို့ပဲရှိတယ်မင်းတို့အတွက်တော့အဲ့ဒါကမလုပ်မနေရလုပ်ရမှာပဲနော်အဲ့ဒီတည်းကပထမ2မျိုးကပါလေအလ္လာဟ်ခြေနဲ့မှုအတွက်လုပ်ရမယ်ဆိုတဲ့2မျိုးကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်အမိန့်ရှိတယ်ဒီလမှာကလီမတ်တယ္ယီဘာလာအီလာဟာအီလ္လာလ္လာဟ်မုဟမ္မဒ်ရဆူလုလ္လာဟ်ညောင်စွာဖတ်ပါ
ကလီမာတယီဘာကိုများမြောင်စွာဖတ်ပါနော်အဲ့ဒါနံပါတ်1နံပါတ်2ကတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ပါတယ်အစ္စတစ်ဖာများမြောင်စွာဖတ်ပါအစတဂ်ဖီရူလာအစတဂ်ဖီရူလာအစတဂ်ဖီရူလာအတူလီဒါလီဖလေယာဘုံမဆွေနေပဲအရှိဖမ်ရောဘစ်fir warham wa anta khairur rahimin ashifa lebeya no dina khu ko mya myaung so phat ba la ilaha illallah muhammadur rasulullah no ari lo mo la ilaha illallah di atu le be phat chin le yare no ara ye naw tu ga istighfar astaghfirullah no di lo kalima tayyiba ne istighfar ko mya myaung so phat ba Lisa တယ်လေးစီညီနောင်များခင်ဗျာနော်ဒီတော့ဒီနှစ်ခုနော်နောက်ထပ်နှစ်ခုတမန်တော်မြတ်ကြီးဆလောဆမ်အမိတ်ရှိတယ်အဲ့ဒီနောက်ထပ်နှစ်ခုကတော့မင်းတို့မလုပ်ရင်မင်းတို့အတွက်နောက်ထပ်နော်ဘာမှထပ်ပြီးနော်အခွင့်အရေးရှိမှာမဟုတ်ဘူးဒါကတော့မဖြစ်မနေလုပ်ကိုလုပ်ရမယ့်အရာပဲအဲ့ဒီနှစ်ခုကဘာလဲတမန်တော်မြတ်ကြီးဆလောဆမ်အမိတ်ရှိတယ်နော်တစ်ခုကဂျန်နတ်ကိုအလတ်စီကတောင်းခံပါနောက်တစ်ခုကဂျဟန္နမ်ကနေပြီးတော့အလတ်စီကနေပြီးတော့ခိုးလုံခွင့်တောင်းခံပါနော်အဲ့ဒါတော့လွယ်လွယ်လေးပဲနော်ကျွန်တော်တို့ဒီတော့များစွာဖတ်ပါအလ္လာဟ်မာအင်နီأسألك الجنة اللهم إني أسألك الجنة أرى جنة دونك ندوا اللهم يا الله إني جنوميو أسألك أشياء تنبغاني دونك ماري جنة دونك ماري اللهم إني أسألك الجنة وأعوذ بك من النار جهنم غاني جنوميو كولون ماري جهنم غاني جنوميو كولون ماري داجم ديدوا ميانغ فبا اللهم إني أسألك الجنة وأعوذ بك من النار نو ديدواကျွန်တော်တို့ရမ်ဇန်လမှာများများစွာဖတ်ပါဒီတစ်ချောင်းထဲမှာဂျန်နတ်တောင်းတာကိုဂျန်နမ်ကနေခိုးလုံတာကိုနှစ်ခုလုံးပါသွားပြီလိစာအတယ်မိတ်ဆွေညီနောင်များခင်ဗျာဒါကြောင့်တမန်တော်မြတ်ကြီးဆလောဆမ်မှာထားတဲ့နော်ကလီမာတယီဘာနော်များများစွာဖတ်ပါပို့ပြီးကောင်းတယ်ဒီလထဲမှာကလီမာတယီဘာအချိန်ပေါင်း9000လောက်ဖတ်နိုင်ရင်ပို့ပြီးတော့ကောင်းအကယ်မဖတ်နိုင်ဘူးဆိုရင်လည်းပဲကျွန်တော်တို့နော်တရက်တာမှာအနည်းဆုံး1000လောက်မဆိုဖတ်ပါနော်တရက်တာမှာကလီမာတယီဘာဒီတိုင်းပဲသွားလာအမြဲတမ်းအစ္စတစ်ဖာဖတ်နေပါအစ္စတစ်ဖာဖတ်နေပါအစတဂ်ဖီရူလာအစတဂ်ဖီရူလာဖတ်နေပါဒီတိုင်းမဲ့ကျွန်တော်တို့နမတ်ပြီးတဲ့အခါတိုင်းလက်မြောက်တဲ့အခါတိုင်းဒီတော့မဖြစ်မနေတောင်းအလ္လာဟူမအင်နီအစအလူကလ်ဂျန်နာဝါအူဇူဘီကာမင်နန်နာအလ္လာဟ်ရှိမတ်တခင်ထားနေဂျန်နတ်ကိုတောင်းခံတယ်ဂျဟန္နမ်ကနေခိုးလုံတယ်ဒါတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်ဝါဆလမ်သင်ပြီးထားတယ်နော်ဒါအမလီကူပဲလိစာအတယ်မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ရမ်ဇန်လကိုအကျိုးရှိကုံဆုံးနိုင်ဖို့အတွက်နော်ကျွန်တော်တို့တွေနောက်ထပ်ဒီ၄ချက်ကိုလည်းပဲလုပ်တင်တယ်ဆိုပြီးတော့ဟာဇတ်မောလာနာမူဖတီတကီဥစမာနီဆပ်ကတင်ပြနော်အဲ့ဒီ၄ချက်ကိုလည်းပဲကျွန်တော်တို့နားထောင်ပါနော်ရမ်ဇန်လကိုအကျိုးရှိကုံဆုံးနိုင်ဖို့အတွက်နော်နံပါတ်1နော်လမ်းမြတ်ရမ်ဇန်မှာကျွန်တော်တို့နော်ဖရတ်ကတော့ကျွန်တော်အခုနပြောသလိုပေါ့အလတ်တစ်ချိန်ဖိုက်80ပေးတာပေါ်မှာလာမဖတ်တဲ့သူလောက်မိုက်တဲ့သူနောက်တယောက်မရှိတော့ဖရတ်ကတော့ဒါထည့်ပြောစရာကိုမလိုဘူးပတ်ကိုပတ်ရအခြားဒီတော့နံပါတ်1ကပါလေရမ်ဇန်လမှာနဖီလ်နမတ်တွေဖတ်တဲ့အလေးအချင်းကျွန်တော်တို့လုပ်ပါရမ်ဇန်လဂျန်နလာတွေမှာတော့ဖတ်ပြချင်မှာဖတ်ပြအခုဒီရမ်ဇန်လမှာကျွန်တော်တို့နဖီလ်နမတ်တွေကိုဖတ်ဘလို့ဖတ်လဲနော်ဒီတော့နော်အရင်ဆုံးဖတ်မှာကအဓိကဖတ်မှာကနော်ကျွန်တော်တို့တာဂျုနမတ်ဖြစ်တယ်တာဂျုနမတ်တော်တော်ကိုထုံးမြတ်တဲ့နမတ်ဖြစ်တယ်တာဂျုနမတ်နော်တာဂျုနမတ်ဖတ်တဲ့အချိန်ကလည်းပဲတိတ်ကိုကောင်းတဲ့အချိန်အလ္လာဟ်အင်တန်လက်ခံတဲ့အချိန်ဖြစ်တယ်တာဂျုနမတ်ကိုဖတ်တဲ့အချိန်ဟုတ်ပြီကျန်တဲ့17လမှာတာဂျုထုတ်ပြီးကျွန်တော်တို့ခက်ခဲခဲ့ဘာကြောင့်လဲမနအစိုးရထားမယ်ဖဂျ်မတိုင်ခင်နော်တနာရီခွဲ2နာရီလောက်ကြိုထားဖို့ဆိုတာကြီးကတော်တော်ခက်ခဲတယ်ကျွန်တော်တို့အတွက်နော်အဲ့ဒီတော့ကျွန်တော်တို့တွေတိတ်မဖတ်ဖြစ်ခဲ့ကြဘူးနော်အခုရမ်ဇန်လရောက်လာပြီနော်အခုရိုဇာထားမယ်ဘလို့မဆိုရိုဇာထားဖို့အကြောင်းကံနဲ့ကျွန်တော်တို့စေရီတော့စားပြမှာပဲဟုတ်တယ်မလားစေရီကတော့အာမုထစားမှာပဲဒီတော့စေရီအချိန်ဆိုတာအဲ့ဒါတာဂျုအချိန်ပဲနော်တာဂျုအချိန်ပဲစေရီအချိန်ဆိုတာတာဂျုအချိန်ပဲဒီတော့စေရီအချိန်မှာနော်ထပြီးတော့ထမင်းကြီးတက်ပဲစားလိုက်တယ်ဆိုရင်ဒါကြီးကမပြစ်သိလိစာတယ်မိတ်ဆွေညီနောင်များခင်များနော်ဘာနဲ့ပေါ်မှာတူလဲဆိုရင်နော်ပလီမှာဝါလာဖြီးပြီးမဂရစ်မဖတ်ဘဲနဲ့ထွက်သွားသလိုဖြစ်နေလိမ့်နော်စေရီအချိန်ဆိုတာတာဂျုအချိန်ပဲစေရီထရည်နဲ့အတူတူထမင်းကြီးတက်ပဲတော့မစားသင့်ဘူးနော်ကျွန်တော်တို့နည်းနည်းလေးစောထားလိုက်ဘယ်လို့စောမလဲ7မိနစ်15မိနစ်ပေါ့7မိနစ်15မိနစ်လောက်စောတာပို့ပြီးတက်နိုင်လို့နိုင်ဝက်လောက်စောထားနိုင်တယ်ပူကောင်းတာပေါ့နော်ကျွန်တော်စောထားပြီးမျက်နှာတစ်သွားတိုက်ဝူစုလုပ်ပြီးတော့တာဂျုနမတ်ဖတ်ပါနော်ရှေ့ရကလောက်တော့ဖတ်လိုက်ပါရှေ့ရကနော်နဖီလ်ရှေ့ရကဖတ်တယ်ဆိုတာဘယ်လောက်ကြာနော်7မိနစ်12မိနစ်ပေါ့ကြာရင်လည်းပဲနော်နဖီလ်ရှေ့ရကဖတ်တာရှေ့ရကလောက်တော့ဖတ်လိုက်ကိနော်ရှေ့ရကဖတ်ဖို့မလွယ်ဘူး၄ရကဖတ်ပါနော်နောက်ဆုံးတော့တခါတလေနော်အဲ့ရထားတာနဲ့နောက်ကျသွားလို့အချိန်ကတ်သွားတယ်ဆိုရင်တော့မဖတ်ဘဲနဲ့မနေနဲ့တရကတ်လောက်တော့ဖတ်ပြအောင်ဖတ်လိုက်တာဂျုနမတ်ကိုဒီရမ်ဇန်လမှာစေရီထားရင်းနဲ့ဖတ်
ပြစ်အောင်ကိုကျွန်တော်တို့ဖတ်ပါနော်ဒါရမ်ဇန်လမှာတာဂျုဖတ်ဖို့ဒါမှအခွင့်အရေးပဲနော်စေရီထိုင်နဲ့တက်လက်စားတဲ့တာဂျုနမတ်ဖတ်ပြသွားလိမ့်မယ်နော်ဒီတော့တာဂျုနမတ်ဖတ်ပြအောင်ဖတ်ပါရမ်ဇန်တလလုံးကျွန်တော်တို့တာဂျုနမတ်ဖတ်ပါနော်တာဂျုနမတ်ပြီးဒီတူဝါလေးပဲတော့ယအလ္လာဟ်ရမ်ဇန်လမှာတာဂျုနမတ်ထပြီးဖတ်နိုင်တဲ့တောဖီအလ္လာဟ်ပေးခဲ့တယ်လို့ကျန်တဲ့17လလုံးမှာလည်းပဲတာဂျုနမတ်ဖတ်နိုင်တဲ့တောဖီအလ္လာဟ်ရှင်မတခင်ပေးပါဒီတူဝါလေးပဲတောင်းပါလိမ့်စာတဲ့မိစေနေအောင်များခင်ဗျာနော်ဒီတော့တာဂျုနမတ်ကိုရမ်ဇန်လမှာမပြတ်ပါစေနဲ့နော်အချက်ကောင်းပြီးအခုဖဂျာရီဘာတွေပြီးတယ်နော်တချို့ရှိတဲ့ဖဂျာပြီးချက်ချင်းအိပ်ပျော်သွားတာလည်းရှိတချို့ရှိတဲ့ဖဂျာပြီးချက်ချင်းတော့အိပ်မပျော်နော်ကုရ်အာန်လေးပါဠိဖတ်တယ်နော်ဖဂျာပြီးနော်ချက်ချင်းအိပ်လို့မတက်ဘူးပေါ့စားပြီးတောက်ပြီးအဲ့ဒီလိုဆိုရင်လည်းပဲနော်ကျွန်တော်တို့နေထွက်တာလေးစောင့်လိုက်နေထွက်ပြီး15မိနစ်15မိနစ်လောက်ဆိုရင်ဘာဖတ်လို့ရပြီလဲအစ္စရာဖတ်လို့ရပြီအစ္စရာနမတ်ကိုအပြည့်အောင်ဖတ်လိုက်ပါဒီရကတ်ဖတ်လိုက်နော်အစ္စရာနမတ်ဖတ်လိုက်ဖတ်ပြီးမှပြန်ပြီးနားလိုက်အိပ်လိုက်နော်အကိတချို့ကတော့မဟုတ်ဘူးကျွန်တော်တို့ဖဂျာပြီးတက်အိပ်ရမှာမအိပ်ရရင်မရဘူးဆိုရင်လည်းပဲနော်အိပ်ပြီးပဲအချိန်ထ9နိုင်ခွဲ10နာရီတော့ကျွန်တော်တို့ထားပြပါပဲအဲ့ဒီအချိန်ထပြီးတော့ကျွန်တော်တို့ဂျာရှ်နမတ်လေးရကတ်တော့ဖတ်လိုက်ပါဂျာရှ်နမတ်လေးရကတ်တော့နဖီလ်ပဲနဖီလ်နရကတ်ဒီလေးရကတ်တော့ဖတ်လိုက်ဘယ်လောက်ကြာလဲ9မိနစ်10မိနစ်အဲ့ဒါဖတ်ပြီးမှအိမ်ကနေအပြင်သွားပြီးလှုပ်ရှားရှိတာလို့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါအစ္စရာခရသွားမယ်အစ္စရာမရခဲ့တော့မှဂျာရှ်တော့ရသွားလိမ့်မယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့နောက်တစ်ခုကအဝါဘီနမတ်မဂရစ်ဖတ်တယ်နော်မဂရစ်ကဝါရှိပြီးသွားပြီဝါရှိပြီးမဂရစ်ဖတ်တယ်ဖရတ်3ရကတ်ဖတ်တယ်ပြီးမှကျွန်တော်ဆွန်နတ်ဖတ်ပြီးပြန်ကြတယ်မပြန်နဲ့ဆွန်နတ်ရကတ်ဖတ်ပြီးနောက်ထပ်4ရကတ်အပူဖတ်လိုက်နောက်ထပ်နဖီနရကတ်ကဲနောက်ထပ်နရကတ်ကဲ4ရကတ်အပူဖတ်လိုက်အဲ့ဒါဆိုရင်အဝါဘီကဆဝပ်လည်းရသွားပြီဘလို့မဆိုဝါရှိထားတယ်ပိုက်လည်းပဲတင်းနေတယ်ဒီအချိန်မျိုးမှာနော်ကျွန်တော်တို့နမတ်ထဲမှာအချိန်ပေးလိုက်တယ်နမတ်များများဖတ်လိုက်တယ်ပူလို့ကောင်းသွားနော်ပို့ဖို့ပပလေးပဲဖြစ်သွားနော်တချို့ရှိတော့ဝါရှိမဂရစ်ဖတ်ပြီးတန်းပြီးတော့အဲ့ဒါလှဲလိုက်တော့အဲ့ဒါဘာဖြစ်သွားလဲတဏီကုံလေးတို့သာထားတာလေဝါလည်းပိုက်တင်းနေအောင်ဖြေထားတော့အဲ့ဒီမှာမှီးသွားတယ်တရာပြီးလွတ်သွားအိစာတဲ့မိစီနေအောင်များခင်ဗျာဒါကြောင့်ဝါဖီပြီးသွားရင်မဂရစ်နမတ်ဖတ်ရင်းနဲ့တူပါဖတ်လိုက်အဝါဘီကကျွန်တော်တို့ဖတ်လိုက်ပါနော်အဝါဘီက6ရကတ်နဖီလ်6ရကတ်တိတမဖတ်ခြင်းမဂရစ်ကဆွနတ်နရကတ်ကမဂရစ်ကနဖီလ်နရကတ်ကနောက်ထပ်နရကတ်အပူဖတ်လိုက်ရင်အဲ့ဒါအဝါဘီပြီးသွားပြီနော်အဲ့ဒါလေးဒီနဖီလ်နမတ်ဒီကိုနော်တာဂျူအစ္စရာဂျာစ်အဝါဘီအဲ့ဒါကိုကျွန်တော်တို့ရမ်ဒန်လမှာဖတ်ပြအောင်ကြိုးစားပါဒါအလွယ်ကူဆုံးပုံစံလေးတွေကျွန်တော်ပြောပြတာနော်ကျွန်တော်တို့အဲ့ဒီလိုဖတ်လိုက်ရမ်ဒန်တရက်တိုင်းတိတ်တမ်းမှုရှိသွားမယ်အချက်နောက်တစ်ခုနော်နံပါတ်2ကပါလေနော်နံပါတ်2ကကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်ကိုတီလာဝတ်များစွာလုပ်ပါနော်နမ်ဆန်လာနဲ့ကုရ်အာန်နဲ့တိုက်ဆိုင်မှုတွေအများကြီးပဲနော်ကျမ်းမြတ်ကုရ်အာန်ဘယ်မှာကြားခဲ့တာလဲရှာဟ်ရမဒန်အလ္လဒီအွန်ဇီလာဖီဟ်ကုရ်အာန်နော်နမ်ဆန်ဆိုတဲ့အကြောင်းအလ္လာဟ်ရှင်မတခင်ပြောတာနဲ့ဘာပါလဲကုရ်အာန်ကြားခဲ့တဲ့အကြောင်းမှာပါတယ်နော်ဒီတော့နမ်ဆန်လာမှာကုရ်အာန်ကြားခဲ့တာနမ်ဆန်ရောက်ပြီဆိုရင်တမန်တော်ကြီးဆလောဆမ်နဲ့ဂျီဘရာအီလ်အလိုင်စလမ်နဲ့အပြန်အလှန်ကုရ်အာန်နဲ့ပတ်ကြနားထောင်ကြပြီးတော့ကုရ်အာန်ကိုတော်လုပ်တယ်ဒီတော့နမ်ဆန်လာနဲ့ကုရ်အာန်နဲ့တိတ်ကိုမှတိုက်ဆိုင်မှုရှိတယ်ဒါကြောင့်နမ်ဆန်လာမြတ်မှာကျွန်တော်တို့ကျမ်းမြတ်ကုရ်အာန်ကိုများများစွာဖတ်ပါဒီတော့အနည်းဆုံးတစ်ခါတန်ပြီးရမယ်အနည်းဆုံးနော်အနည်းဆုံးတစ်ခါတန်ပြီးရဒီတော့အနည်းဆုံးတစ်ခါတန်ပြီးဖို့အတွက်ဘယ်လိုဖတ်မလဲနော်ကျွန်တော်တို့အားရအချိန်ကြီးရှိတာပဲဥမာဖြစ်နော်ကျွန်တော်တို့ဦးစေရီစားပြီးတော့ဖဂျန်ဖတ်ပြီးတော့အိမ်မပြောသေးဘူးချက်ချင်းအိမ်မပြောဘူးကုရ်အာန်ဖတ်နေလိုက်ဘယ်လိုမဆို3မိနစ်နာဖတ်ပြီးသွားနေတာမနေနော်ဒီတော့ဇိုးနမတ်ဖတ်ဖို့ပလီကိုဆော့လာပြီးကုရ်အာန်ဖတ်နေလိုက်နော်ဇိုးနမတ်ဖတ်ပြီးသွားရင်လည်းချက်ချင်းမပြန်နေနဲ့နော်ကုရ်အာန်နဲ့ဖတ်နေလိုက်နော်ဒီတိုင်းပဲအဆန်နမတ်မတိုင်ခင်ဆော့လာကုရ်အာန်ဖတ်အဆန်ဖတ်ပြီးသွားရင်တော့ဒါကုရ်အာန်ကိုတောက်လျှောက်ဖတ်အချင်းရရင်ရတယ်လို့1မိနစ်ရရင်1မိနစ်ရ2မိနစ်ရရင်2မိနစ်ရအဲ့ဒီလိုဖတ်ပြီးတရက်တစ်ပါးတာကျွန်တော်တို့ပြီးအောင်ဖတ်ပါတရက်တစ်ပါးတာပြီးအောင်ဖတ်ပါတို့ juice နဲ့ short နဲ့ဖတ်ပြီးအောင်ဖတ်မယ်ဆိုတဲ့ဇာတ်နဲ့ဖတ်တရက်တစ်ပါးတာမပြီးစရာဘာအကြောင်းမှမရှိအချင်းရရင်အချင်းရလို့ဖတ်နော်ဒီလိုမှမဟုတ်ဟာငါဒီနေ့ဒီတစ်ချိန်ကုရ်အာန်ဖတ်မယ်အဲ့တစ်ချိန်မှာအားလုံးမဖတ်ပြလိုက်အဲ့ဒါနဲ့တရက်ပြတ်သွားအဲ့ဒီလိုနဲ့ခတ်တမ်လေးပဲမပြတ်လိုက်အဲ့ဒီလိုမဟုတ်နော်မနဲ့မိုးနေနဲ့ကအချင်းရရင်အချင်းရလို့ဖတ်နောက်ဆုံးဆိုင်မှာအားနေတယ်ဝေသူကဇက်တိုက်လာတာမဟုတ်ဘူးအဲ့ဒီလိုဆိုရင်အားနေတဲ့တစ်ချက်ကုရ်အာန်ဖတ်လိုက်နော်အချင်းနဲ့အားနေတယ်ကုရ်အာန်ဖတ်လိုက်နော်ဒီတော့အားရင်အားတယ်လို့ကုရ်အာန်ဖတ်သွားနော်ရမ်ဒန်လမှာကုရ်အာန်တရက်ကိုတက်ပါတာအနေဆုံးပြီးအောင်ဖတ်ရမ်ဒန်တလမှာကုရ်အာန်တစ်ခါတန်ပြီးသွားနော်ဒီလိုပုံကူလေးရှိတယ်နော်ရမ်ဒန်လမှာတရက်ထဲကိုကုရ်အာန်တစ်ခါတန်ဖတ်တဲ့လူတွေဒီနေ့ခေတ်မှာလည်းပဲအများကြီးရှိတယ်နော်အရင်ခေတ်မှာလည်းပဲအများကြီးရှိခဲ့နော်ဒီတိုင်းပဲရမ်ဒန်လမှာတရက်ကိုကုရ်အာန်စေပါတာဖတ်တဲ့လူတွေလည်းပဲအများကြီးရှိတယ်ဒါအာလင်တဲမှာမဟုတ်အာဝမ်တဲမှာတော့မှအများကြီးရှိတယ်မာရှာလာကျွန်တော်တို့အရင်တော့ကျွန်တော်တို့လန်နီဇယ်ပရီရဲ့နိုင်ကအမေရိကသွားတယ်ဟာဂျီဦးညိုနိုင်ဆိုရင်တော်တော်ကုရ်အာန်ဖတ်တာ
နော်ဒမ်ဒန်တလာတွေမှာနော်တချို့ရဒီ9ပါးတာ6ပါးတာတချို့ရပြောပြတယ်ကျွန်တော်တရက်သေးအောင်10ပါးတာပြီးရရက်ရှိတယ်ဆိုပြီးပြောပြတယ်ဒါအာလင်တယောက်မဟုတ်အာဝန်တယောက်ပဲနော်ဖတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဘာကြောင့်မဖတ်နိုင်ရမှာလဲနော်သူတို့ရဲ့အချိန်လေးပဲဒီအချိန်ပဲကျွန်တော်တို့ရဲ့အချိန်လေးပဲဒီ24နာရီဒီအချိန်ပဲနော်ဒီတော့ကျွန်တော်တို့တရက်တစ်ပါးတာအနည်းဆုံးပြီးအောင်ဖတ်ပါလေးစားတယ်မစီဒီတော့မြခင်များဒမ်ဒန်တလာမှာတခတ်တမပြီးရင်ဒါတော်တော်ကမှဒါဆုံးရှုံးနေသူပဲနော်ဒါကြောင့်ဒမ်ဒန်တလာမှာနော်တခတ်တမတော့ကျွန်တော်တို့ပြီးအောင်ဖတ်ပြအောင်ဖတ်ပါနောက်တစ်ခုနော်နံပါတ်3ချက်ဒမ်ဒန်လာမှာနှုတ်ရှာကိုခါလီမထားနဲ့နှုတ်ကိုခါလီမထားနဲ့နှုတ်ကိုဒီတိုင်းမထားနဲ့ဒီရှာကိုဒီတိုင်းမထားနဲ့ဆိုတော့ဘာလို့နေရမှာလဲစားတရားတောက်စရာလည်းမရှိဘူးဒီတိုင်းထားဖို့ဒီတိုင်းမထားဖို့ကနော်ဘာလို့နေရမှာလဲဇီကစ်တစ်ခုခုတော့အမြဲတမ်းနှုတ်ရှာမှာရှိနေပါသေးအချက်နမတ်အချိန်နမတ်ဖတ်တယ်ကုရ်အာန်အချိန်ကုရ်အာန်ဖတ်တယ်အခုနမတ်လည်းမဖတ်စရာမရှိဘူးကုရ်အာန်လည်းပဲဖတ်စရာမရှိဘူးဒီလိုဂျားအချိန်ကိုအလုပ်တစ်ခုခုလုပ်နေတယ်အမျိုးသမီးတွေဆိုရင်ချက်နေတယ်ပြုတ်နေတယ်နော်ကျွန်တော်တို့ဆိုင်မှာအလုပ်လုပ်နေတယ်အဲ့ဒီအချိန်မှာလည်းပဲဇီကင်တစ်ခုခုပေါ့အခုနတမန်တော်ကြီးဆလောက်ဆန်သင်ပေးတယ်လို့နော်ကလီမာတယီဘာကိုများမြောင်စွာနှုတ်ကဖတ်ရင်လည်းဖတ်နေနော်အစ္စတစ်ဖာကိုများမြောင်စွာဖတ်ရင်လည်းဖတ်နေဒီတိုင်းပဲဒရုဒ်ရှရီဖ်တမန်တော်ကြီးဆလောက်ဆန်ကိုများမြောင်သွားဒရုဒ်ပို့ရင်လည်းပဲပို့နေနှုတ်မဆိုရင်လည်းပဲနော်ဇီကင်ရဲ့အစုံကိုတခါလေးအပြီးဖတ်ချင်ကလီမာတမ်ဂျီဒ်ကိုပတ်ကလီမာတမ်ဂျီဒ်ကပါလေဆူဘဟာနလ္လာဟီဝလ်ဟမ်ဒူလ illah ဝလာအီလာဟ်အီလာল্লাহဝလ္လာဟူအက်ဘာဝလာဟောလဝလာقوة إلا بالله العلي العظيم စုကလီမာတမ်ဂျီဒ်တပုတ်ထဲမှာဇီကင်5မျိုးပါအဲ့ဒီကလီမာတမ်ဂျီဒ်ကိုဖတ်ချင်တယ်ဖတ်နေဇီကင်တစ်ခုမဟုတ်တစ်ခုတော့လုပ်ရင်ကန်ရင်သွားရင်လာရင်နဲ့ဇီကင်တစ်ခုမဟုတ်တစ်ခုတော့ကျွန်တော်တို့ဖတ်ဖို့ဖတ်နေပါအဲ့ဒါကတတိယအမလ်ဖြစ်တယ်နံပါတ်4အမလ်ကလမ်းမြတ်ရမ်ဇန်မှာကျွန်တော်တို့ဒူအာများမြောင်စွာတောင်းပါဒူအာများမြောင်စွာတောင်းပါနော်ရမ်ဇန်လမှာကျွန်တော်တို့နော်ဒူအာနော်ဒီတိုင်းလက်ဖြတ်ပြီးတော့လေပဲဒူအာတောင်းနော်အားရင်အားကလေးပဲကျွန်တော်တို့ဒူအာတောင်းနော်ဒူအာဆိုတာကဝဇူနဲ့လက်ဖြတ်ပြီးကဘလာဘတ်လေးပြီးမှတောင်းရမယ်အဲ့ဒီလိုစီကံချက်မရှိသွားရင်လာရင်လည်းပဲဒူအာတောင်းလို့ရနောက်ဆုံးဒီလိုအချိန်နော်ရမ်ဇန်လမှာအဆတ်နဲ့မဂရစ်ကိုတော့ကျွန်တော်တို့နော်ကျန်တဲ့အလုပ်တွေအားလုံးထားလိုက်ပါအဆတ်နဲ့မဂရစ်ဂျာကိုအဆတ်နမတ်ပြီးတော့ပြီးဆိုင်နေပါတွေပိတ်လိုက်တော့အလုပ်တွေပါတွေအားလုံးရပ်လိုက်တော့နော်အဆတ်မတိုင်ခင်လေးကနော်အဆတ်နမတ်ကိုလာဖတ်တယ်အဆတ်ပြီးအဆတ်ကနေမဂရစ်ဂျာကိုတတိတတအီဘာဒတ်လုပ်တဲ့နေရာမှာကျွန်တော်တို့နေမောလိုက်ပါနော်အများကြီးမိတ်ဆွေတွေကအဲ့ဒီအချိန်ကိုဘာလုပ်လဲဆိုတော့ဝါဖီမှုဝယ်တဲ့အချိန်ဝါဖီမှုပြင်ဆင်တဲ့အချိန်အဲ့ဒီ figure ထဲမှာအဲ့ဒါကိုထည့်လိုက်တော့ဒီအချိန်ကတော်တော်တန်ဖိုးရှိတဲ့အချိန်ကျွန်တော်တို့နော်လူတစ်ယောက်ကလောက်ခကိုစိုင်သမားတွေမေးကြည့်ပဲအချိန်ရှင်းတယ်စိုင်6နာရီပိတ်တယ်ဆိုရင်9နာရီပဲခေါ်ပြီးအဲ့အောင်မင်းတနေ့ပဲမင်းရဲ့ duty 9000မင်း9000ဒါလီဘာကရှင်းတဲ့အချိန်ညနေပိုင်းနော်လီဘာကရှင်းတဲ့အချိန်ဟာဒီစ်မှာတမန်တော်အမိရှိထားတယ်နော်အလုသမားရဲ့လောက်ခကိုသူ့ရဲ့ချွေးမချောက်ခင်ရှင်းတနည်းအားဖြင့်သူ့အလုမပြီးခင်သူ့လောက်ခကိုဘာလုပ်လိုက်ပေးလိုက်အလ္လာဟ်ကလည်းရမ်ဇန်မှာရိုးသားထားတဲ့ဆောဝကိုအလ္လာဟ်ကိုယ်တိုင်ပေးမှာဒီတော့တနေ့တာရိုးသားထားတာကျွန်တော်တို့အလ္လာဟ်ရဲ့ duty ကိုအလ္လာဟ်ပေးထားတဲ့ duty ကိုကျွန်တော်တို့ကြေးလိုက်တာကျွန်တော်တို့ရဲ့လောက်ခကိုချွေးမချောက်ခင်ဆိုတာတနည်းအားဖြင့်ဝါမဖြစ်ခင်အလ္လာဟ်ပေးလိုက်တယ်နော်အဲ့ဒီအချိန်ကကျွန်တော်တို့အလ္လာဟ်စီမှာအထူးတောင်းရမယ့်အချိန်နော်အဲ့ဒီအချိန်မှာဝါဖီဖို့တဲမှာကျွန်တော်တို့ figure ထည့်ပြီးအဲ့ဒီဝါဖီဖို့ကိစ္စတွေမှာနိမိုးရင်းနဲ့အချိန်မကုန်ဆုံးသေးအမျိုးသမီးတွေပဲဖြစ်ဖြစ်အမျိုးသားတွေပဲဖြစ်ဖြစ်ဝါဖီဖို့အတွက်ကြိုတင်ချက်ပြုတ်မုံမှန်ပြင်ဆင်ဝယ်ချမ်းစရာကိုအဆန်မတိုင်ခင်ကလေးကလှုပ်ထားလိုက်လှုပ်ထားပြီးသွားတဲ့နောက်အဆန်နမတ်ဖတ်ပြီးသွားပြီးတလျာမှာထိုင်လိုက်အဲ့အချိန်လူတွေနဲ့လည်းပဲမတွေ့နဲ့စကားလည်းပဲမပြောနဲ့နော်အိမ်မှာရှိနေလည်းပဲကိုယ့်ကိုတောက်တော့မှနေအိမ်ကိုအိမ်သားကလေးနဲ့လည်းပဲစကားမပြောနဲ့ဘာဖြစ်လို့လဲနော်စကားပြောရင်မတော်အဲ့ဒီအချိန်မှာပြောရင်အတေးလေးပြောပြီးမယ်သူများအကြောင်းပါမတိတော့ပူဆိုတာကဒေါသတော့ပြီးရပြင်းပြီးလိုက်နော်အဲ့တော့အဲ့ဒီအချိန်ကိုယ့်ကိုတီးတန်တယောက်တည်းနေပြီးတော့ကျွန်တော်ဘာလုပ်မလဲနော်ကုရ်အာန်ဖတ်နော်အကေကုရ်အာန်ဖတ်ပြီးသွားပြီးဝါဖီဖို့နည်းနည်းနီးလာပြီး15မိနစ်20နာရီလောက်ရောက်လာပြီးကျွန်တော်တို့သူကစပြီးတော့တောင်းတော့နော်သူကတောင်းရင်နဲ့ပဲဝါဖီချိန်ကိုကျွန်တော်တို့ရောက်စီလိုက်ပါနော်ငါဘာနဲ့ဝါဖီရမှာလဲဒီနေ့ကဝါဖီချိန်မှာဘာစားရမှာလဲအဲ့ဒါကအဓိကမဟုတ်ဘူးလေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်နောက်တစ်ခုဒီအမလေးပဲလုပ်ပါတမန်တော်ကြီးဆလောက်ဆမ်ကနော်စေဒီတမန်တော်စားဖို့စားတမန်တော်ဆလောက်ဆမ်ကဆွာဘာရီကိုစေဒီလေးပဲစားခိုင်းတယ်တမန်တော်မရှိတဲ့ဘာရကတ်ကထမင်းဆွာဘာရီကိုတမန်တော်စေဒီချိန်မှာဆွာဘာတဘာရောက်လာတယ်တမန်တော်မရှိတဲ့ဘာရကတ်ကထမင်းကိုလာပြီးတော့စားပြီးတော့စေဒီနော်ဘာရကတ်ရဲ့ထမင်းဆိုဘာရကတ်ရဲ့အစားတော့နော်တော့စေဒီတမန်တော်မှုချစားဝါဖီလည်းပဲတမန်တော်ဆလောက်ဆမ်ဖိလိမြန်ဝါဖီကိုတင်ပေးထားသူ့ပင်လည်းပဲနော်စေဒီစားရင်နှိမ့်ကန်ပြီးတော့တဏီကုံပိုက်မစားအောင်ဗိုက်ထဲကိုတွတ်ပြီးတော့အများကြီးထည့်ထားအောင်ပါအဲ့ဒါမပါဘူးနော်ဝါဖီလည်းပဲတဏီကုံပိုက်စားထားတဲ့အပေါ်မှာဝါကိုပိုက်ပြင်းကောင်းအောင်ပြင်ရမှာအဲ့ဒီလိုမရှိဘူး
တမန်မဆလောဆမ်စေဒီကိုနဲ့နဲ့ပဲစားတယ်တခါတခါရေးနဲ့ဆုံမလို့ဒီပဲတမန်တော်ဘာကိုနဲ့နဲ့ပဲဖြည့်တယ်များသောအားဖြင့်ရေးနဲ့ဆုံမလို့ဒီပဲဒါတမန်မြတ်ကြီးဆလောဆမ်ကစေဒီနဲ့အစ်ဖတာရီဒါကြောင့်စေဒီနဲ့အစ်ဖတာရီလောက်ကိုလောက်ရမယ်လူတယောက်ကငါစေဒီမစားဘဲလူသားထားမယ်မရနော်အစ်ဖတာရီမလုပ်ဘဲနေမယ်မရနော်စေဒီလည်းပဲစားပါအစ်ဖတာရီလည်းပဲလုပ်ပါနော်လုပ်ကိုလုပ်ရမယ်တိုးပေမဲ့လည်းပဲစေဒီကတော့မုစတဟတ်ပေါ့နော်စေဒီမစားပြစ်လိုက်တယ်လူသားထားလို့ရနော်တချို့ရှိတယ်စေဒီမစားပြစ်ဒီနေ့ဘာကြောင့်လူသားမထားတာလဲစေဒီမနိုးလိုက်လို့လေအဲ့ဒါကလူသားမထားဖို့အကြောင်းပြချက်မဟုတ်စေဒီမနိုးရင်လည်းပဲနိုးတဲ့အချိန်လူသားကြီးကလုပ်ပြီးထားလိုက်ရအဲ့နောက်တစ်ခုဝါဖြည့်ကိုဖြည့်ရဝါမဖြည့်ဘဲနဲ့နော်ဝါကထားပါတော့6:20မှာဖြည့်ရလို့9:20တိမဖြည့်ဘဲနေလိုက်ပို့ဆော်ပြမလားတစ်စက်မှရဖို့မရှိဝါဖြည့်ကိုဖြည့်ရဝါဖြည့်ခြင်းရောက်ပြီဆိုတာလည်းဝါဖြည့်ရတိုးပေမဲ့လည်းပဲနော်စေဒီမှာလည်းပဲနော်ကျွန်တော်တို့နော်ပုံမှန်ပဲနော်တက်နိုင်တဲ့ပုံမှန်တက်ရှော့စားပြီးတော့နေလို့ရရင်ပုံမှန်တက်ရှော့စားနော်ဝါဖြည့်တဲ့အချိန်နဲ့ဒီလိုပဲနော်ပုံမှန်ပဲစားပုံမှန်တက်ရှော့ပြီးတော့နေနိုင်တယ်ဆိုရင်လည်းပုံမှန်တက်ရှော့ပြီးတော့စားရတယ်နော်ဒီတော့အများကြီးစားရမယ်တပုံကြီးစားရမယ်အဲ့ဒီလိုမဟုတ်တော့ဒါကြောင့်သူတို့တင်အကြီးကဲတွေကနော်စေဒီနဲ့အစ်ဖတာဒီကိုရှော့စားမှုလေးပဲတိုက်တွန်းတယ်နော်စေဒီကိုစားပါဒါပေမဲ့အများကြီးမဟုတ်မောတော်ယုံလေးပဲစားအစ်ဖတာဒီချိန်ဝါဖြေပါအများကြီးမဟုတ်တော်ယုံလေးပဲဝါဖြေပါနော်အဲ့ဒါကပို့ပြီးတော့အီဘာဒတ်မှာနော်ပို့ပါစီတယ်နော်တခါတခါကျွန်တော်တို့ဝါဖြေချိန်အများကြီးစားလိုက်လို့တရာဘီမှာလေးလံသွားတာရှိတတ်တယ်နော်စေဒီမှာအများကြီးစားလိုက်လို့ဖဂျာနမတ်မှာလေးလံသွားတာရှိတတ်တယ်အဲ့ဒီလိုမဖြစ်ရအောင်ပုံမှန်လေးပဲကျွန်တော်တို့စားတောက်ပြီးတော့တန်လာကိုဖြတ်တန်းကြပါเนาะကျွန်တော်ဦးနဲ့တင်ပြတဲ့အချက်တွေเนาะဒီအချက်တွေကိုပြန်ပြီးတော့ပြောင်းပြောပြရရင်တမန်တော်ကြီးဆလလာဟ်အလိုင်ဆမ်ဟဒီစ်မှာမှာထားတဲ့၄ချက်နံပါတ်1ကပါလေကလီမာတ်တိုက်ကြီးပါများမြောင်စွာဖတ်ပါနံပါတ်2ကပါလေအစ္စတစ်ဖာများမြောင်စွာဖတ်ပါနံပါတ်3နဲ့4ကဂျန်နတ်ကိုများမြောင်စွာတောင်းခံပါဂျဟန်နမ်ကနေများမြောင်စွာခိုးလုံပါเนาะဒီတော့အဲ့ဒီအတွက်ဒူအာကအလ္လာဟူမအင်နီအစအလူကလ်ဂျန်နာဝါအူဇူဘီကမင်နန်နာနော်ဒီတော့ရမ်ဒန်လတလကိုအကျိုးရှိစွာဖြတ်တန်းဖို့အတွက်မူတီတကီဥစမာနီဆက်ကတုံသင်ပေးထားတဲ့အချက်၄ချက်နံပါတ်1နဖီနမတ်တာဂျွတ်အရှရာဂျာရှ်အဝါဘီအဲ့ဒီ၄ခုကိုဖတ်ပြအောင်ဖတ်ပါနံပါတ်2ကုရ်အန်တီလာဝတ်ကိုနော်အချိန်အားရင်အားကလေးလုပ်ပြီးတော့ရမ်ဒန်မှာကုရ်အန်တခတ်တမ်အနည်းဆုံးဖြစ်အောင်ဖတ်ပါနံပါတ်3နော်ရမ်ဒန်လမှာဇီကီကိုများမြောင်စွာပြုလုပ်ပါနှုတ်ကိုခါလီမထားနဲ့နှုတ်ကိုဒီတိုင်းလေးမထားနဲ့ဇီကီတစ်ခုမှတစ်ခုတည်းမှာကျွန်တော်တို့နှုတ်ရှာကနေပြီးတော့လုပ်၍နေပါနော်တစ်ခုကိုအလုပ်လုပ်နေတဲ့အချိန်သွားလာနေတဲ့အချိန်ဇီကီတစ်ခုခုဖတ်နေပါနံပါတ်4ရမ်ဒန်လမှာဒူအာတွေကိုများမြောင်စွာတောင်းပါနော်ကျွန်တော်တို့အဲ့ဒီအချက်လေးတွေကိုလိုက်နာကျင့်သုံးပြီးတော့ရမ်ဒန်လကိုဖြတ်တန်းမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရမ်ဇန်အင်တမ်မကိုပဲတန်ဖိုးရှိသွားပါလိမ့်မယ်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်အားလုံးကိုသင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တောဖီချင်းမြတ်တော်မူပါသည်အာဝါဟာဖီရ်ဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာ